ပညာဘူးတုတတွေနဲ့ပြည့်စုံခဲ့တဲ့နယုံလကိုကြော်ဖြတ်တီနောက်မှာတော့ကိုင်ဟာမိုးဆက်မိုးပေါက်လေးတွေနဲ့အတူအေးမြစိမ့်လန်းနဲ့ဝါဆိုလစီကိုရောက်ရှိလာခဲ့ပါတယ်။ဒီလဟာညီမတို့အတွက်တော့ဝါဆိုလပြီးဓမ္မစကြာနေ့ဆိုတဲ့ထူးခြားတဲ့ဘာသာရေးနှိမ့်မြတ်ကြီးလည်းဖြစ်ပါတယ်။ကိုင်ဟာသူ့ရဲ့ဖြူစင်တဲ့တိုက်ပုံအင်ဂျီလေးနဲ့အတူလက်ထဲမှာလှပတဲ့ဝါဆိုပန်းလေးတွေနဲ့ဝါဆိုသင်္ကန်းကိုကင်ဆောင်ပြီးဖုံးတော်ကြီးကျောင်းစီကိုထွက်ခွာလာခဲ့ပါတယ်။လမ်းဘေးဝဲရမှာတော့မိုးရွေဇက်တွေကြောင့်လမ်းဆန်းနေတဲ့တစ်ပန်းတွေနဲ့ပွင့်အားနေတဲ့ကြာပန်းလေးတွေကိုကြည့်ပြီးကိုင်တယောက်စိတ်ကြည်နိုးနေပါတော့တယ်။ကျောင်းတော်ကိုရောက်တဲ့အခါမှာတော့ဝါတွင်3လပတ်လုံးတရားအားထုတ်ကြမဲ့တန်ဃာတော်တွေကိုဝါဆိုသင်္ကန်းဆက်ကပ်လူတန်းဖို့ပြင်ဆင်လိုက်ပါတယ်။ကိုင်ဟာသင်္ကန်းကိုရိုးသေးလှူဒန်းခြင်းပေးကမ်းလှူဒန်းခြင်းဟာနှလုံးသားကိုဘလောက်တောင်အေးချမ်းစေတယ်လဲဆိုတာကိုလက်တွေ့ခံစားလိုက်ရတယ်။ကျောင်းဝင်းအတွင်းမှာရှိတဲ့ဓမ္မစကြာတရားတော်ရွတ်ဖက်တန်တွေကကိုင်ရဲ့စိတ်ကိုပိုပြီးငြိမ်းချမ်းစေခဲ့ပါတယ်။မိုးသေးထန်စွာရွာသွင်းနေပြီမဲ့ကျောင်းတော်ကြီးအတွင်းမှာတော့ကုသိုလ်တရားတွေကြောင့်နှွေးထွေးအေးမြလို့နေပါတော့တယ်။ဝါဆိုလဟာအေးမြယုံတင်မကပဲကုသိုလ်တရားတွေနဲ့လည်းဝေစားနေတာပဲလို့ကိုင်တယောက်တွေးလိုက်မိပါတယ်။ကိုင်ဟာကျောင်းတော်ကအပြင်မှာမိုးဆက်တွေကြားကစိမ့်လန်းတဲ့တဘာဝအလှကိုငေးကြည့်ရင်တက်တဝအားလုံးအေးချမ်းကြပါစေလို့ဆုတောင်းလိုက်ပါတော့တယ်။မော်စာအုပ်လေးတွေကစတုတ်ထမြောက်စွန့်စားခန်းကတော့အေးမြတဲ့ကုသိုလ်တွေနဲ့ပြီးဆုံးသွားခဲ့ပါပြီ။နောက်တစ်လမှာတော့ဘာတွေဆက်စစ်အောင်လဲ